ဖိုင်နယ်မှာအာဂျင်တီးနားရှုံးသွားပေမဲ့မက်ဆီကတော့လုံးဝမရှုံးခဲ့ဘူး။သူအရာအလုံးကိုအောင်နိုင်ခဲ့ပါတယ်။အာဂျင်တီးနားရှုံးသွားတော့မက်ဆီညမ်းလို့ပြောမဲ့သူတွေရှိရင်အခုချက်ချင်းပဲအဲ့အတွေးကိုရက်လိုက်ပါ။2016ကဘလာမှာစပိန်အသင်းကထိုင်းနယ်ရယူသွားခဲ့တာမှတ်ပေမဲ့အသက်39နှစ်အရွယ်လီယိုနယ်မက်ဆီလုံးဝမရှုံးနိုင်ခဲ့ပါဘူး။ပရိသတ်များအားမင်္ဂလာပါခင်ဗျာ။ Yes Sport IMAX ခွန်ရှိကိုစာပေကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်။ဘရောင်းဆိုအနေနဲ့ဖိုင်နယ်ပွဲချင်းလက်တွေ့အခြေအနေကိုအရင်ဆုံးပြောအောင်ဗျာ။စပိန်အသင်းကမ္ဘာချန်ပီယံဖြစ်သွားတာလုံးဝကိုထိုက်တန်ပါတယ်။ဘောလုံးပိုင်ဆိုင်မှုကွင်းလယ်ဆိုမှုနီးစနစ်ပိုင်းတည်ငြိမ်မှုဖက်ကနေစပိန်ကအာဂျင်တီးနားကိုအသာစီးယူသွားခဲ့တာပါ။တကယ်ဆိုရင်ဒီပွဲဟာအချိန်ပေါ်ထိအောင်မရောက်တင်ခဲ့ပါဘူး။ပုံမှန်ပွဲကစားချိန်မိနစ်90အတွင်းမှာအာဂျင်တီးနားအသင်းဟာစပိန်ဘက်ကိုဘာမှကိုရေးရတိုးပြန်နိုင်ခြင်းမရှိခဲ့ပါဘူး။စပိန်အသင်းဘက်ကသာဂိုးရှိမှာအဆုံးသက်သေးကြခဲ့မယ်ကန်နဲ့ပိုကောင်းခဲ့မယ်ဆိုရင်ပွဲကအစောကြီးကပြတ်သွားတော့ပါပြီ။ချိန်ပေါ်ရောက်သွားမှသာအာဂျင်တီးနားဘက်ကအသက်ရှူပေါလေးနည်းနည်းရလာပြီးဂိုးကန်သွင်းမှုတချို့လောက်လာနိုင်ခဲ့တာပါ။ဒါပေမဲ့နောက်ဆုံးမှာတော့ဖာရန်တော်ရက်ရဲ့သွင်းဂိုးတကိုးနဲ့ပဲစပိန်အသင်းက2016ကဘလာကြီးကိုလှလှပပသိမ်းပိုက်သွားခဲ့ပါတယ်။စပိန်ရဲ့စူးစီးမှုကအာဂျင်တီးနားရဲ့ပြောင်းဆန်နေတဲ့ကစားရန်ကိုအကောင်းဆုံးသင်ခန်းစာပေးသွားခဲ့တာပါပဲ။အာဂျင်တီးနားအသင်းဟာဖိုင်နယ်မှာရှုံးနေခဲ့ပေမဲ့မက်ဆီကတော့မရှုံးခဲ့ပါဘူး။ဒီစကားကိုကျွန်တော်ရေးကြီးပြောရပါတယ်။ခင်ဗျားတို့စဉ်းစားကြည့်ပါအသက်39နှစ်ဆိုတာကဘောလုံးသမားတယောက်အတွက်အနားယူပြီးအိမ်မှာတက်နေရမယ့်အရွယ်ပါ။ဒါပေမဲ့ဒီဖိုးကြီးဟာအာဂျင်တီးနားဆိုတဲ့တနိုင်ငံလုံးရဲ့မျှော်လင့်ချက်ကိုဒီကမ္ဘာမှာလည်းသူ့ရဲ့ပခုံးတစ်ဖက်ပေါ်တင်ပြီးတယောက်တည်းဒရွတ်တိုက်ဆွဲခေါ်လာခဲ့တာပါ။ကိန်းကနေကလိန်လို့မရပါဘူး။ဒီပွဲမှာမက်ဆီတယောက်တည်းရှီကိုသွင်းပြီး၄ချိန်တိဖန်တီးမှုပြုလုပ်ပေးခဲ့ပါတယ်။ဒါအသက်25နှစ်ရဲ့ကစားမတယောက်တောင်လုံနိုင်မှုမလွယ်တဲ့စံကြီးပါ။အင်္ဂလန်နဲ့ကစားခဲ့တဲ့ဆီမီဖိုင်နယ်ပွဲစဉ်ကိုပြန်ကြည့်လိုက်ပါ။အင်္ဂလန်ကဥဆောင်ကိုအရင်ရသွားတဲ့အချိန်မှာအာဂျင်တီးနားတသင်းလုံးပြာခတ်သွားခဲ့ပါတယ်။အဲ့လိုဖီအားရဲ့အများဆုံးအချိန်မှာတော့မက်ဆီကအကောင်းဆုံးခြေစွမ်းကိုဒီညင်ပြသပြီးနှစ်ဂိုးတိဖန်တီးပေးကအသင်းကိုဗိုလ်လူပွဲစီကိုယ်တိုင်ခေါ်ဆောင်သွားခဲ့ပါတယ်။ဒီပြိုင်ပွဲမှာအာဂျင်တီးနားအသင်းရဲ့ကစားပုံကိုအချိန်အားရစရာလုံးဝမရှိခဲ့ပါဘူး။အုပ်စုစဉ်ဒါမှမဟုတ်ရှုံးတဲ့အဆင့်တွေမှာတင်စောစီးစီးအိမ်သာပြန်သွားရနိုင်တဲ့အခြေအနေတွေအများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့မက်ဆီဆိုတဲ့လူသားရဲ့တကောစွမ်းဆောင်ရည်တတ်နဲ့တင်အမြင့်ဆုံးဖြစ်တဲ့ဗိုလ်လူပွဲအထိတက်လန်းနိုင်ခဲ့တာဟာဘောလုံးသမိုင်းမှာရွှေအောင်အခရာနဲ့မှတ်တမ်းတင်ရမယ့်ကိစ္စပါပဲ။ဒါပေမဲ့အမှန်တရားကခါတက်တယ်ဗျာ။မက်ဆီယာဘောလုံးကွင်းထဲကဖျားသခင်လိုတင်စားခင်ရပေမဲ့စီဝါဗီလာရတော့သူလဲသွေးနဲ့ကိုသားနဲ့ကိုဖန်တီးထားတဲ့တာမန်လူသားတယောက်ပါပဲ။လူသားတယောက်ဖြစ်တဲ့အတွက်သူလဲပင်ပန်းတက်တဲ့အကူအညီလိုအပ်တဲ့အထောက်ပံ့လိုအပ်ပါတယ်။ဒီဖိုင်နယ်ပွဲမှာအာဂျင်တီးနားကစားသမားတွေရဲ့ကြီးမားဆုံးအမှားကဘာလဲသိလား။ဘောလုံးခံဖို့ချက်ပြန်ဘက်ကိုလှုပ်ချကစားဖို့ကိုပဲအာရုံစိုက်နေခဲ့ကြတာပါ။စပိန်အသင်းအလားပါတဲ့ကွင်းနဲ့တီစားမှုတွေကိုနီးစနစ်ပိုင်းရမရှင်နိုင်တဲ့အခါအာဂျင်တီးနားကစားသမားတွေဟာဂျန်တနယ်ဖျက်ထုတ်မှုတွေဒေါသကြီးတုံ့ပြန်မှုတွေနဲ့အချိန်ကုန်နေခဲ့ပါတယ်။သူတို့ကစိတ်ကိုတင်းတင်းငြိမ်ထားပြီးပြန်ဘက်ကိုလှုပ်ချဖို့အတွက်ပွဲကိုအနိုင်ရဖို့အာရုံစိုက်ခဲ့မယ်ဆိုရင်ကွင်းလယ်ကနေမန်စီစီကိုတန်ရှင်းတဲ့ဘောလုံးပေးပို့မှုတွေကိုလုပ်ပေးနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်အားလုံးမန်စီရဲ့ဒုတိယအကြိမ်ဂေါ်လာကြီးကင်မြောက်တဲ့မြင်ကွင်းကိုအေကံမလွဲမြင်တွေ့ခဲ့ရမှာပါ။ပွဲပြီးမှမျက်လာချပြီးကွင်းထဲကနေထွက်ခွာသွားတဲ့မန်စီရဲ့ပုံရိပ်ကပရိသတ်တိုင်းရဲ့ရင်ဘတ်ကိုစောက်ကန်လိုက်တယ်လို့ပါပဲ။ဒါနိုင်ငံကစင်မြင့်ချက်မှာကျွန်တော်တို့မြင်တွေ့ရမယ့်တွေ့ရတဲ့ last stand ဖြစ်ဖို့များနေပါပြီ။ခြေပွဲဆရာကောင်းပါတယ်။ရင်နာဆရာကောင်းပါတယ်။ဒါပေမဲ့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့အလွန်အမင်းဝမ်းနေနေဆရာမလိုပါဘူး။ဘာလဲဆိုတော့လွန်ခဲ့တဲ့၄နှစ်2022ခုနှစ်ကာတာကော်ဘလာမှာကလေးကမန်စီယာကော်ဘလာကြီးကိုကင်မြောက်ပြီးသူ့ရဲ့ဘဝအတွက်လိုအပ်တဲ့အရာအလုံးကိုအဆုံးသတ်ပြသခဲ့ပြီးသားဖြစ်လို့ပါပဲ။ဘောလုံးကမှသူမရဘူးတဲ့ဆိုပလားဆိုတာမရှိတော့ပါဘူး။သူ့အတွက်ဘာအောင်မြင်မှုမှထပ်ပြီးတက်တည်ပြစရာမလိုတော့ပါဘူး။သူဒီပြန်ပွဲကိုလာကစားတာဟာဆိုပလားငတ်မို့လို့မဟုတ်ပါဘူး။ဘောလုံးကိုချစ်တဲ့စိတ်နိုင်ငံကိုချစ်တဲ့စိတ်တက်နဲ့သူ့ရဲ့နောက်ဆုံးစွမ်းအင်တွေကိုညှစ်ထုတ်ပြီးလာရောက်ကူညီပေးခဲ့တာပါ။ဒါကြောင့်ဒီပွဲမှာအာဂျင်တီးနားရှုံးသွားပေမဲ့မက်ဆီရဲ့လက်ကယ်စီအမွေနှစ်ကတော့တစ်ဆက်ကလေးမှမိမ့်မိန်သွားမှာမဟုတ်ပါဘူး။သူကထာဝရဂိုးပြင်ဆက်လက်တီးရှိနေအောင်မှာဖြစ်ကြောင်းပါ။ညီကိုတို့ကလည်းလက်ခံကြတယ်မဟုတ်လားပြောပြသွားခဲ့ကြပါဦးအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတည်ရှိပါရခင်ဗျာ